online မှာကျွမ်းကျင်တဲ့ပညာရပ်ကိုအသုံးချပြီးတော့ဝင်ငွေရှာချင်တဲ့သူတွေဒါမှမဟုတ်လက်ထဲမှာအရင်းကြီးတစ်ပြားမှမရှိဘူးဒါပေမဲ့ကိုစိတ်ဝင်စားတဲ့ကုန်ပစ္စည်းတစ်ခုခုကိုကိုကလာပြီးတော့ရောင်းချင်တယ်ဘယ်လိုလုပ်ရမလဲနံပါတ်1အချက်အနေနဲ့ online ပေါ်မှာဖုန်းရှိတယ် internet ကိုသုံးနိုင်တယ်ဆိုရင်ကင်မရာအရှိကိုထွက်လာပြီးတော့ marketing လုပ်တတ်ဖို့လိုတယ်marketing လို့ပြောလိုက်တာ ਨੇ ဘာလို့ရမလဲမသိဘူးဆိုပြီးတော့ဖြစ်သွားကြတာများတယ်ပြသွားကြတာများတယ် marketing ဆိုတာကိုရောင်းချင်တဲ့ကုန်ပစ္စည်းဒါမှမဟုတ်ကိုရောင်းချင်တဲ့သင်တန်းတွေကိုလူတွေသိအောင်လုပ်ပြီးတော့ဝယ်လာအောင်လုပ်တဲ့အရာကို marketing လို့ခေါ်တယ်အကောင်းဆုံး marketing ကတော့ online မှာဆိုရင် video တွေကနေပြီးတော့ content ကောင်းကောင်းလေးတွေဖန်တီးတတ်တယ်ဆိုရင် marketing စပြီးတော့လုပ်လို့ရပြီ marketing is content is money content ဆိုတာငွေဖြစ်တယ် online မှာ content တွေဖန်တီးတဲ့အခါတိုင်းငွေဖြစ်ဖို့အတွက်ဆိုရင်မဖြစ်မနေ video content လုပ်ကိုလုပ်မှရမယ်ဒီအချက်ကိုမေ့ထားလို့မရဘူး online ကိုတုံးပြီးတော့ social media ကနေပြီးတော့တခုခုကိုလာရောက်ချင်တာဖြစ်ဖြစ်တခုခုကိုလာပြီးတော့သင်ပေးချင်တာဖြစ်ဖြစ်မဖြစ်မနေ video content တွေဖန်တီးရမယ် video content ကောင်းကောင်းလေးတွေဖန်တီးဖို့အတွက်ဆိုရင် ring ရဲ့ account ကို save first လုပ်ထားမှရမယ် video content တွေကနေပြီးတော့ကိုရောင်းချင်တဲ့အရာတွေရောင်းသွားနိုင်မှုအတွက်ဆိုရင် video content နဲ့ပတ်သက်တဲ့အသေးစိတ်နည်းလမ်းတွေကို ring ကအရှိက video ထဲမှာအများကြီးလာပြီးတော့ပြောပြပေးထားတာရှိတယ်မကြည့်ရသေးတဲ့သူတွေကသွားပြီးတော့ကြည့်ပါနောက်ထပ် video တွေမှာလည်း video content နဲ့ပတ်သက်တဲ့အသေးစိတ်နည်းလမ်းတွေကိုထပ်ပြီးတော့ပြောပြပေးအောင်မှာဖြစ်လို့နောက်ထပ် video မှာထပ်ပြီးတော့ဆုံကြမယ် ring ကတော့ကျွမ်းကျင်တဲ့ပညာရပ်ကိုအသုံးချပြီးတော့ online ကနေပြောင်းလဲခြင်းတဲ့သူတွေကိုလာကူညီပေးနေတဲ့နည်းပြတယောက်ပါကိုရွှင်မှာကျေးဇူးတင်ပါတယ်